ဒီလို intro တွေ outro တွေကိုဘယ်လိုလုပ်ရမလဲ browser ထဲကနေပြီး search bar မှာ Fansight ဆိုပြီးကျွန်တော်တို့ရိုက်ရှာကြည့်လိုက်ပါအပေါ်ဆုံးမှာပေါ်လာတဲ့ link တွေကိုတစ်ချက်ဝင်ပြီးကျွန်တော်တို့ဒီဆက်3ပြောက်ကနေ desktop site ကိုပြောင်းပေးပါပြီးဆိုရင်တော့ကျွန်တော်တို့ဒီစာတန်းလေးကိုတစ်ချက်နှိပ်ပြီးတော့မှကိုကြိုက်တဲ့ project တွေကိုလိုက်ကြည့်ပေးပါဆိုတာကဒီထဲမှာကိုကြိုက်တဲ့ project ရဖို့တစ်ခုချင်းစီဝင်ကြည့်ရတာပါဘယ်လိုဝင်ကြည့်ရလဲဆိုရင်ကျွန်တော်အခုပြထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်ဒီနားလေးမှာ screen ကိုချိန်ပြီးမျက်လုံးပုံစံလေးကိုနှိပ်လိုက်ပါပြီးရင် video ကိုဖွင့်ကြည့်လိုက်ပါတကယ်လို့ကိုကဒီ video ကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအောက်က student ပုံစံခုပါတုံးလေးရှိပါတယ်ကျွန်တော်တို့ဒီလိုမျိုးပုံစံတွေပေါ်လာဆိုရင်တော့ test ဆိုတဲ့နေရာစာလေးတွေအကုန်လုံးလိုက်ပြောင်းပေးလိုက်ပါဘယ်လိုပြောင်းလဲဆိုရင်ပြောင်းမဲ့နေကိုနှိပ်ပြီးတော့ကျွန်တော်ကဒီနားလေးစာလေးကိုတစ်ချက်ပြောင်းပေးလိုက်ပါအဲ့လိုပြောင်းပြီးတော့ video ကကိုကြိုက်တဲ့နေထားရပါပြီဆိုရင် download ပုံစံလေးကိုနှိပ်ကျွန်တော်ပြထားတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်ဒီပြတန်းလေးကိုပြည့်တဲ့အထိစောင့်ပြီးတော့ကျွန်တော် download video နှိပ်လိုက်ရင်ရပါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်